ကိုကျေးဇူးတွေမျက်မှောက်မကပဲအရာနဲ့မှနိုင်ရှင်မရနိုင်ဘူးလေကိုလာသူလွယ်စေလာပွားပြီးနော်ပြုစုလို့ကြွေးရှောက်ရှောက်လာတဲ့သူအမေမဲ့ချင်ရင်မတန်ရောင်ယူရပိုက်တွေချစ်တပါတော့အိုအမေတာရိုးကိုအမြင်အမေဝင်မွေးမှာတွေ့ပွေရတာလို့အမေအပြုတ်ပန်းနေဝေးကျေးဇူးတွေနှမို့တောင်းကြီးမကပဲအရာနဲ့မှနိုင်တူမရနိုင်ဘူးလေအမြဲတမ်းလိုပဲဥပပိတသူစိတ်မချနိုင်ဘူးခရီးဆိုင်တစိုးသူအမေလိမ္မာရေးကြည့်အောင်ညီညွတ်ဆုံးနဲ့ဆုံးမပါတော့အိုအမေတာရိုးကိုအမြင်အမေကိုအေးမပါနဖကိုနန်းရှိလို့အမေအမော်ရည်တာမီနဲ့နောင်ကိုတစိမ့်စိမ့်ကြည့်ပြီးတီးဝေးအမေအပြုတ်တွေကချုံနေရင်နဲ့အေးစီကောင်းကင်တကလာမီလို့အလျံပြေးတဲ့အမေရယူလို့လိုက်မရှိပဲပြီးစကားပဲအမေချစ်ခဲ့လေအဆုံးသာရှိနေအစမ်းရှိတဲ့အမေရဲ့အချစ်တွေဆက်လို့မကုန်ရာတလို့အမေကျေးဇူးကိုလေအမေဆိုဆုံးမာတဲ့စကားတွေကိုလည်းဘယ်အခါပဲတော့မှဂရုစိုက်ခဲ့ဘူးလေအမေရဲ့ရင်ဝင်စိုးကသွားပြီးတော့ပြုစုလို့ချွေးဖို့အမေစီပြမရောက်နိုင်ပါလေအခုဆိုရင်ဖြစ်လေအမေရဲ့အိမ်ကလေးမှာအမေအမေရောနေလာတော့လေတကားမပြောလိုက်ရှာတော့ပြီအမေရောဆိုတကယ်ခံရပြီဒီကောင်းလို့ကအမေကိုမလို့ကြွေးခဲ့တာဒီအချိန်ကြမှာရပေါ်နောင်နာတွေစားလို့မဝင်မျိုးလိုလည်းမကြောက်ဒုက္ခကမသိအမေကိုတနာရတယ်လေကြွေးတင်တော့လေစောင်းလို့တကယ်မရတော့တဲ့အမေရဲ့အဖြစ်တွေပါပဲတာရိုးပဲဆိုင်ဆိုင်ကြည့်ရင်အမေပါ
ကြပြီသာသမီတို့တွေအမေကိုကြည်ရင်ကိုကြားရပြီအမေနေကောင်းသောအခါကအမေကိုချမ်းသာရဲ့ကလေးသို့တော်လည်းပဲအမေကတော့ဖြစ်အပြတ်မပြတ်ပါဘူးသာလို့အမေသိချင်နေမိသားစုကိုလည်းအမေသိချင်ပါတယ်လေဆုံးနာရှိနေအစမရှိတဲ့အမေရဲ့အချစ်တွေဆက်လို့မကုန်ဘူးရာသလုံးအမေကြီးစုကိုတွေကျေးဇူးရှင်အမေရောက်ရပွားတိုင်းမှာဒီအဖြစ်ဆိုမျိုးနဲ့အဝေးပါစေကျေးဇူးရှင်အမေတာတို့မိသားစုတွေဟာဝရအမြဲတော့စူပန်ချွေကျေးဇူးရှင်အမေကိုလေးလက်စေပြောင်းမို့ရှိခိုးလို့ကတော့လိုက်နေ